အားလုံးပဲမင်္ဂလာပါ TV Dam Talks မှာကြိုဆိုလိုက်ပါတယ်ဘဝလမ်းကြောင်းမတိမ်ဆောင်ရအောင်လူတိုင်းဟာထိန်ကြောင်းသွားကြရမှာဖြစ်တယ်ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းဘယ်သူကိုမှအားကိုးလို့ရမှာမဟုတ်ဘူးရသော်ပြဟောတဲ့အတိုင်းအတ္တဟိအတ္တနောနာထောမိမိဒီသာလေမိမိရဲ့ကိုယ်ွယ်ရလို့ဆိုတာကိုလိုရမဲ့အလုပ်ကိုပဲလုပ်အောင်မိဘတို့ဆရာသမားတို့ဆိုတာသွန်သင်ပြတာဆန်းဒီလမ်းညွှန်မှုပြုတာမြတ်တာတတ်နိုင်တာဖြစ်တယ်ဒီတဲ့ပို့ပြီးတော့မတတ်နိုင်မြတ်စွာဘုရားဆိုတာလေကိုယ်ွယ်ကြတဲ့ဘာသာတရားဆိုတာတွေလေသွန်သင်ပြတာဆုံးမဩဝါဒပေးခြင်းသာလုပ်နိုင်တာဖြစ်တယ်ပေါ့လူတိုင်းဟာဆုံးမဩဝါဒအတိုင်းကိုယ်တိုင်လိုက်နာကျင့်သုံးမှကောင်းကျိုးချမ်းသာဆိုတာရမှာဖြစ်တယ်အဲ့ဒီအတိလေးဟာအမတ္တမတန်မိုးရှိတယ်တစ်ချောင်းလုံးလူတွေဟာအာကိုယုံကြည်မှုတွေနဲ့ကိုယ့်အကိုလုံးရမဲ့အနေထားတွေကိုမေးလျော့ပြီးတော့ကိုယ်အသိဉာဏ်နဲ့ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုယ့်ရဲ့အသိဉာဏ်အခြေခံပြီးတော့လုံးလို့ရှိရင်ကိုယ်ဘဝကိုကြီးပွားတိုးတက်အောင်လုံးနိုင်တယ်ဆိုတဲ့အသိရရှိဖို့ဆိုတာအမတ္တမအရေးကြီးတယ်မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသာလေမိမိရဲ့ကိုယ်ဝေယတခြားလူဟာကိုယ်ဝေယဘယ်ဖြစ်နိုင်မှာမလဲဆိုတာကိုတဖွာဖွာဟောကြားပေးမယ်လို့အကိုယုံကြည်စိတ်တွေနဲ့လူတွေဟာနေထိုင်နေကြတာဖြစ်ကြမကြမ်းမလို့ယောဂဝိရဏဖြစ်လို့ရှိရင်သမားတော်တွေကယောဂကုပေးတယ်ဆိုတာဘာယောဂဆိုတာပြောပြလိုက်မယ်ဒီယောဂကိုဘယ်ဆေးတောင်းရမယ်ဆိုတာပြောမလိုက်မယ်မတည့်တဲ့အစာတည့်တဲ့အစာလမ်းညွှန်မှုပေးရမယ်ကျန်တဲ့အလုပ်တွေလူမမာကိုယ်တိုင်လုပ်ရမယ့်ဟာတွေကြီးပဲကောတောင်းရမယ်ဆေးတောက်ဖို့ရှောင်ရမယ်အစာကိုရှောင်ဖို့စားရမယ်အစာကိုစားဖို့အနေထိုင်ရာသီဥတုကစဆင်းရဲနေဓမ္မကိုကျမရေးဆိုရတာဖြစ်တယ်သို့တော်လူတွေကထင်ကြတယ်ဆရာဝန်ကယောဂပြောက်အောင်ကုတယ်ဆေးသမားကရောက်အောင်ပြုကုတယ်လို့ပြောကြတကယ်ကတော့ဆေးဆရာဆိုတာဆေးပဲညွှန်တာပဲလေကိုယ်တိုင်တောက်မှပြောက်တာအဲ့ဒီတိုင်းပဲဘုရားကိုကိုးကွယ်ကြတယ်တရားကိုကိုးကွယ်တယ်သံဃာကိုကိုးကွယ်တယ်ယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာရည်ရွယ်ချက်နဲ့ကိုးကွယ်တာလဲဘုရားကကိုယ်တန်တရားဝကတော့အောင်ကတင်တယ်လို့ယူဆပြီးကိုးကွယ်တာလားကိုယ်ဘဝချမ်းသာဒုက္ခရအောင်တကူတော်နဲ့မားတယ်လို့ယူဆလို့ကိုးကွယ်တာလားအဲ့ဒီအတွေးတွေနဲ့ကိုးကွယ်လို့ရှိရင်မမှန်ကန်ဘူးဘုရားလာပါကုလကျင်ဝေးဆိုတဲ့အတိုင်းလက်လက်ပါလိုချင်လို့ကိုးကွယ်ရင်ကိုးကွယ်ရတော့မရောက်ဘူးဆိုလိုရင်းကဘုရားဘာကြောင့်ကိုးကွယ်တော့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမှန်မှန်ကန်ကန်လမ်းညွှန်ပြတာဆုံးမတတ်တို့အဲ့ဒီဆုံးမတွေရဖို့ကိုးကွယ်တာလို့တို့နားလဲရမှာဖြစ်တယ်နော်ဘုရားကိုးကွယ်တာဟာဘုရားရဲ့အဆုံးအမလိုက်နာဖို့ဘုရားကိုကိုးကွယ်တာကိုးကွယ်ခြင်းအဖြစ်ဘုရားစီကအဆုံးအမတရားတော်တွေရလိမ့်မယ်အဲ့ဒီအဆုံးအမတိုင်းကိုယ်ကိုယ်တိုင်နေထိုင်ရမယ်ဆိုတာဟုတ်တာဆရာဝန်စီသွားတယ်အမားတော်စီသွားတယ်ဘာလို့သွားတာတော့ဘာယောဂဆိုတာသိကျင်တယ်ဒီယောဂဘာနဲ့ပြောင်းအောင်ကုနိုင်တယ်ဆိုတာသိကျင်တယ်ဒီအတွက်သွားတာသူကလည်းဆေးပဲပေးမှာပဲအုံဖွမှန်းပြီးတော့ယောဂပြောင်းအောင်လုပ်နိုင်တာမဟုတ်ဘူးဆေးကပဲယောဂကိုကုတာဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားကတန်တရားဟောကလွတ်အောင်လုပ်မပေးနိုင်ဘူးဖះပါပေးမှာတော့ဆိုတရားပဲပေးမှာနော်ဒါကြောင့်
ဖျားစီကတရားရအဲ့ဒီရလာတဲ့တရားဟာဘာနဲ့တူတော့ဆိုစေဝဒသနဲ့လာတရန်တူတယ်အဲ့ဒီတရားကိုကိုယ်တိုင်ကျင့်ရမှာဖြစ်တယ်အခုလိုတရားပွဲလုပ်တယ်ဆိုတာဘုရားဘာတွေဟောသွားတယ်ဘာတွေဆုံးမတယ်ဆိုတာသိရှိဖို့အတွက်နာယူမှတ်သားပြီးရင်ထဲနှလုံးထဲမှာဆောင်းထားလို့အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားကကိုယ်ကိုယ်တိုင်လိုက်တာကျင့်သုံးမှဓမ္မရတ္တဆိုတာပေါ်လွင်လာမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးနာပြီးမေ့ပြောက်ကျင့်ကြံကြိုးကိုအထောက်မှုဆိုတဲ့အဆင့်ကိုမရောက်ဘူးဆိုလို့ရှိရင်ကြားနာရင်ကြားနာတဲ့အခိုက်ကလေးလောက်ပဲဒီလိုပါလားဆိုတဲ့အတိလေးလောက်ပဲသိပြီးတော့ထုံးစံအတိုင်းဆက်ပြီးတော့နေမယ်ဆိုရင်ဘာအကျိုးမှထူမှာမထူနိုင်ဘူးเนาะတရားတိုင်းလိုက်တာကျင့်သုံးနိုင်မှအကျိုးဆိုတာရမှာဖြစ်တယ်ဆေးတောက်မှဆေးရဲ့အကျိုးခံစားရအဲ့ဒါလိုပဲမြတ်စွာဘုရားကတရားကိုညွှန်လိုက်တယ်ညွှန်လိုက်တဲ့တရားကိုကိုယ်တိုင်လိုက်တာကျင့်သုံးတရားဆိုတဲ့နေရာမှာရှောင်ရမှနဲ့ဆောင်ရမှလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနှစ်ခုခွဲပြီးတော့ဟောမှာဒါကရှင်းရှင်းလေးပဲလူကြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေဆရာမိဘလှုပ်တဲ့ပုဂ္ဂိုလ်တွေကဆရာတွေကကိုယ်တပည့်တွေမိဘတွေကသားသမီးတွေကိုဆွဆုံးမတဲ့အခါမှာဒါမလုံးနဲ့ဒါလှုပ်ဒါပဲပြောတာပဲမဟုတ်လားအနှစ်ချုပ်လိုက်လို့ရှိရင်မင်းတရားမလုံးနဲ့ဒါလှုပ်ဒီစကားမပြောနဲ့ဟိုစကားပြောမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာဒီတစ်ခုခွဲခြားဟောတာပဲဖြစ်တယ်အဲ့တော့တပည့်နဲ့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကမလှုပ်တဲ့နာကိုရှောင်မှလှုပ်တဲ့နာလှုပ်မှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်အဲ့ဒီသဘောတိုင်းပဲမြတ်စွာဘုရားကနိဗ္ဗာန်ရဲ့အကြောင်းတရားဟောတယ်တန်တရားထဲမှာချမ်းသာဒုက္ခရကြောင်းတရားဟောတယ်တရားကိုပဲမြတ်စွာဘုရားကပေးလိုက်တာပေးလိုက်တဲ့တရားကိုကိုကပေးလိုက်တဲ့ဆေးကိုဖြာအောက်ကောင်းအောက်ထားပြီးဆေးမတော့ဘူးဆိုရောမပြောက်တဲ့လူနာလိုပဲတရားဓမ္မကိုမကျင့်ဘူးမလုံးမသွင်းဘူးဆိုတဲ့အခါဘာမှထူးခြားတဲ့အသည့်တွေရလာမှာမဟုတ်ဘူးတဘဝကုံတော်အောင်မှာပဲဒီတိုင်းပဲเนาะကုံတော်ရင်ဒီဘဝလေးမှာသိတဲ့အသည့်လေးကပျောက်သွားအောင်မှာပဲနောက်ဘဝဆိုတာပါဖို့မရှိဘူးဘာလို့တော့ဆိုရင်လူဆိုတာပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကိုခံရတယ်ကိုယ်ပတ်ဝန်းကျင်ကဖရာတရားတန်ခါထွန်းကားတဲ့ပတ်ဝန်းကျင်ဈာနာခွင့်ရတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ဖရာတရားတန်ခါဈာနာခွင့်ရမှာပဲအဲ့ဒါလို့ဖရာတရားတန်ခါရဏသုံးပါးနဲ့ဝေးတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ကိုယ်လည်းအဲ့ဒီအတိုင်းဝိုင်းနဲ့ရောက်တော့မှာပဲမထူးဆန်းဘူးအဲ့ဒါကို24ပစ္စည်းထဲမှာဥပနိဒေယပစ္စယောလို့ခေါ်တယ်ဘယ်သူမှပတ်ဝန်းကျင်ကိုတော်လှန်ပြီးတော့ဒုတိယတည်းထွက်ပေါက်နိုင်တယ်ဆိုတာအတော်ကိုပါရမီရင်းတန်ပြီးအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေလောက်ပဲဖြစ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီပတ်ဝန်းကျင်အောက်မှာပဲမျောသွားကြတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့အခုလိုအသိရှိတဲ့ဘဝမှာခိုင်မာအောင်လိုက်နာကျင့်သုံးဖို့လိုတယ်ဖရာကတရားပေးတယ်အဲ့ဒီတရားတွေကိုမပြောက်မပြတ်ရအောင်ကိုယ်တိုင်လည်းကျင့်ကြံကြိုးကိုအထောက်တယ်ဘဝကျင်ကိုလည်းပဲသိရှိနားလည်အောင်ဟောပြောပေးတယ်မြတ်စွာဘုရားဟောသမျှတရားတွေကိုဆောင်းထားပြီးတော့ဖြန့်ဖြူးဟောကြားနေတဲ့တန်ဃာတွေဆိုတဲ့ကိုယ်ဝေရတဲ့ဆိုတာတန်ဃာတွေစီကတရားကိုသိရလို့ခြေဆုတင်တဲ့အနေနဲ့ကိုယ်ဝေတာပေါ့တနည်းအားဖြင့်ဆိုရင်ကုသိုလ်ကောင်းမှုပြုခြင်းတန်ဃာတွေရှိသည့်အတွက်ကြောင့်တန်ဃာတွေမှာကုသိုလ်ကောင်းမှုပြုလို့ရတယ်ပေါ့တန်ဃာမရှိတော့ဘူးဆိုရင်သရောင်းစားပဲလှူဖို့ရှိတယ်နော်လမ်းပေါ်ကလှူပဲလှူရမှာဖြစ်တယ်အင်္ဂုရဆိုတဲ့လူတစ်ယောက်ဟာမင်းသားလည်းမင်းသားစီးပွားဥစ္စာလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူ့လက်ထက်မှာသာသနာထွန်းကားတဲ့အချိန်မဟုတ်သည့်အတွက်ကြောင့်သူရှာလို့ဖွေလို့ရတဲ့ပစ္စည်းတွေကို
စေရနာထက်ထက်တန်တန်နဲ့သူလှူတယ်ထမင်းချောင်းစီလောက်အောင်နေ့စဉ်နဲ့အများချက်ပြုတ်ကျွေးမွေးပြီးတော့လှူဒန်းတာအနာရဝိန်တထေးကြီးတို့လိုပေါ့အနာရဝိန်တထေးဟာငယ်နာမည်ကသုတ္တတလို့ခေါ်တယ်သို့တော့သူ့ရဲ့စိတ်စေရနာကဘုရားဘာသာမဖြစ်ခင်ကတည်းကလှူမှုတန်းမှုတွေရရောတယ်အရာထဲမှာစားရမယ်တောက်ရမယ်ပုဂ္ဂိုလ်တွေကိုလှူလို့သူ့ကိုသုတ္တတဆိုတဲ့ငယ်နာမည်ပြောက်ပြီးအနာထပိဋိကလို့ခေါ်လာတာဖြစ်တယ်ပေါ့နော်ကိုယ်ကရမဲ့တဲ့ပုဂ္ဂိုလ်ရဲ့ထမင်းရှင်အနေနဲ့သူ့ကိုအများကသမုတ်လာတာအဲဒါကြောင့်အနာထပိဋိကနာတပိန်လို့ဗမာတွေကတော့ခေါ်နေကြတာပိန်ဆိုတာပိဋိကစကားလုံးကနေပိဋ္ဌအစာအာဟာရကိုပေးတယ်ပိဋိကပိဏဆိုတာအစာအာဟာရနောက်ကဣကပေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုစကားလုံးတစ်ခုတီးထွင်ထားအဲ့တော့တန်ဃာတွေမရှိဘူးဆိုလို့ရှိရင်စားရမဲ့တောက်ရမဲ့ခိုးခိုးရမဲတဲ့ပုဂ္ဂိုလ်တွေကိုကြွေးရအင်္ဂုရဆိုတာ12နှစ်ကြာအောင်အလှကြီးပေးလာခဲ့အလှကအကျိုးမပေးဘူးမဟုတ်ပေးတယ်အကျိုးပေးတယ်သို့တော့မြေညံ့ပေါ်မှာစိုက်ရတဲ့တီးနှံလေးလိုပဲအသီးကျတာနဲတယ်ပေါ့မြေမကောင်းဘူးဆိုလို့ရှိရင်ဥမာမယ်မြေဩဇာကောင်းတဲ့နေရာကိုတရက်ပင်တစ်ပင်စိုက်လိုက်လို့ရှိရင်တစ်ပင်လုံးကိုညွတ်နေအောင်တီးတယ်နော်မြေကောင်းပြီရေကောင်းပြီဆိုရင်အသီးတွေအများကြီးတီးတယ်မြေမကောင်းဘူးဆိုရင်ဟိုနာတစ်လုံးစားနှလုံးစားပဲတီးတရက်ပင်ဟာအသီးဖမ်းတယ်အဲ့ဒါလိုပဲအင်္ဂုရဆိုတဲ့မင်းသားဟာလူကြီးလှူလိုက်တာ12နှစ်ကြာတယ်သူစီလာစားတဲ့ပုဂ္ဂိုလ်တွေကကိုကျင့်သီလမရှိတဲ့လမ်းမော်လူတွေဆိုတော့ဒီကုသိုလ်ကောင်းမှုကြောင့်သူနတ်ပြည်တော့ဖြစ်ပါရဲ့သို့တော့သူ့ရဲ့နတ်ဘဝဟာအရှိန်အဝါမကြီးဘူးလူထဲမှာလည်းပဲအရာထဲမှာလေအရာထဲမှာတာမန်လူတယောက်ဘယ်သူမှလေးစားမှမဟုတ်ဘူးလူတယောက်အနေနဲ့ပဲဆက်ဆံကြတယ်လူချင်းတူရမယ်လို့အရာထဲမှာမတူတချို့ပုဂ္ဂိုလ်ကြတော့အရာထဲမှာလေးစားကြတယ်လူဟောရှုသေးကြတယ်လေးစားကြတယ်စီစဉ်ဥစ္စာကြောင့်ဖြစ်စေယာတုဂုံသိမ်းကြောင့်ပဲဖြစ်စေတခုခုကြောင့်လေးစားကြတယ်နတ်ထဲမှာလည်းပဲကုသိုလ်ကောင်းမှုရဲ့အရှိန်ဝါကြောင့်အရှိန်ဝါကောင်းတဲ့နတ်တွေရှိတယ်လို့ကိုလို့တဲ့ကုသိုလ်ကောင်းမှုကဉာဏ်ကြီးအတွက်ကြောင့်အရှိန်ဝါဉာဏ်နဲ့နတ်တော်နတ်ချင်းတူတူပဲပေါ့သို့တော့သူဟာတမန်နတ်မြတ်သာဖြစ်သွားတယ်အိန္ဒကဆိုတဲ့လူတယောက်ကတော့ရှင်နုရုဒ္ဓဆွမ်းလာခံတဲ့အခါမှာဆွမ်းလေးတစ်စုံပဲလောင်းလိုက်တာသူကဟိုပုဂ္ဂိုလ်ကယဟန္တာပုဂ္ဂိုလ်ကြီးဆိုတော့သူကအလုံးကိုမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်လိုက်ရတဲ့အပင်လိုပဲပင်လုံးကျွတ်ပွင့်ပင်လုံးကျွတ်သီးတဲ့အသီးတွေရသလိုပဲသူကြတော့ဆွမ်းတစွမ်းရဲ့ကောင်းမှုက12နှစ်ကြာထမင်းကျွေးခဲ့တဲ့လူရဲ့ကုသိုလ်ကောင်းမှုတွေတာသွားတယ်ဒါဟာမြေကွာလို့ရှင်ပဲတစ်ပင်သီးနှံတွေဟာကွဲပြားခြားနားတယ်ဆိုတဲ့သဘောလောကလူတွေဟာသိနိုင်တဲ့ဥပမာတစ်ခုပေါ့နော်အဲ့လိုကွဲပြားခြားနားမှုတွေဖြစ်တတ်တယ်မြတ်စွာဘုရားအဘိဓမ္မာတရားတော်ဟောတဲ့အခါမှာအင်္ဂုရနတ်သားတို့အိန္ဒကနတ်သားတို့ကတုတိတနတ်ဘုံကဆင်းလာတဲ့မေရောမိနတ်သားရဲ့ဘေးနာကထိုင်ပြီးတရားနာချဖို့ရောက်လာကြသို့တော့စัจ java လာများစွာကနတ်ပြမာတွေတဖြည်းဖြည်းတရားနာဖို့ရောက်လာတဲ့အခါမှာအင်္ဂုရနတ်သားကရှေ့ကမထိုင်ရဲတော့တဖြည်းဖြည်းနောက်ဆုတ်ပြီးသွားအိန္ဒကနတ်သားကတော့ကြော့လို့မော့လို့မေရောမိနတ်သားနာမှာသူက
ခုံရှိသေးရှိထိုင်နေစွန်တစွန်လောင်းတဲ့လူကအဲ့ဒီမှာသူကခုံရှိသူ့ရဲ့အစွမ်းတကူလေးစားကြတယ်အလုံးကနတ်တွေကလေးစားဟိုအင်ကုရနတ်သားကြတော့လေးစားလောက်တဲ့အရှိချင်းမရှိတော့ဆုပ်ပေးတယ်ဖယားနဲ့12ယူဇနာတော့ဝေးတဲ့နေရာကျမှသူထိုင်ခွင့်ရတဲ့နေရာတယောက်လာဆုပ်ပေးလိုက်နဲ့နောက်ဆုပ်ပေးရတာဖယားနဲ့12ယူဇနာတော့တေယူဇနာ10မိုင်လောက်ဝေးတယ်စဉ်းစားတာကြည့်တော့12ယူဇနာဝေးသွားတယ်လို့သူတို့ဆိုတယ်အဲ့ဒါဘာကြောင့်ဒီလိုဖြစ်တာတော့လို့ဆိုတဲ့အခါမှာအလူကပုဂ္ဂိုလ်ရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုပေါ်မှာလှူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်စေတနာရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုကိုဖြစ်စေလို့ဒီဒါနကုသိုလ်ရဲ့အကျိုးကွဲပြားချမ်းသာသွားတယ်လို့ဒါကြောင့်မို့ယန္တန်ဃာတွေရှိနေတဲ့အချိန်မှာယန္တန်ဃာတွေကိုလှူနိုင်တတ်နိုင်တယ်ဆိုတော့မြင့်မြတ်တဲ့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုတာပြန်ပြောမယ်ဆိုရင်ဘုရားကိုးကွယ်တာအဆုံးအမတရားတော်တွေကိုသိရှိဖို့ကိုးကွယ်တရားကိုးကွယ်တာလိုက်နာကျင့်ကြံဖို့ကိုးကွယ်တန်ခါကိုးကွယ်တာကုသိုလ်ပြုဖို့ကိုးကွယ်တယ်လို့အချင်းချုပ်အဖြစ်မှတ်လို့ရနော်ဘုရားတရားတန်ခါဘာကြောင့်ကိုးကွယ်ထိုက်တယ်လဲလို့မေးလို့ရှိရင်ဟိတေပဝတ္တနေနအာဟိတာသနေဝတ္တနေနတတ္တနံဘယံဟိန္တတိဗုဒ္ဓောလို့ဆိုရတယ်မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်အားထားရဖြစ်တယ်လို့ဆိုလို့ရှိတရဏဆိုတဲ့စကားလုံးမှာကိုးကွယ်အားထားရဘာကြောင့်ဖြစ်လဲမြတ်စွာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဘယ်နည်းနဲ့ဖြစ်ထွန်းစေတာတော့ဆိုရင်ဟိတလို့ဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေဖြစ်ပွားစေပြီးအာဟိတလို့ဆိုတဲ့အကုသိုလ်တရားတွေကရှောင်ရှားစေခြင်းအပြင်တရားတွေအကျိုးဆုံးဖယားကမဟာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့နော်လောကလူတွေကထင်နေကြတယ်ဆူတော်မြေဖယားဆူတော်လို့ပြည့်တယ်လို့ထင်နေကြဖယားဆိုလို့ရှိရင်အလုံးဆူတော်ပြည့်တာပြည့်မပြည့်ကကိုယ့်ရဲ့နဲ့ကအရေးချင်းရှိမရှိပေါ်မှာမူတည်တယ်ပေါ့နော်အဲ့တော့တလွဲကိုနားမလဲချဖို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာစစ်မှန်တဲ့တရားတွေဖြစ်လို့နားလည်မှုလွဲမှားသွားလို့ရှိရင်ကိုလို့တဲ့လုပ်ငန်းဟာပြည့်ဝမရနိုင်ဘူးနော်မရနိုင်ဘူးဒါကြောင့်မို့နားလည်မှုအမှန်ကန်ရှိရမှာဖြစ်တယ်ဆုတောင်းပြည့်ခြင်းလို့ရှိရင်တရားရှိရမယ်သီလရှိရမယ်တုဒ္ဒဆိုတဲ့ဘောဓုဒ္ဒရှိရမယ်စာကလို့ခေါ်တဲ့စွန့်လူတမ်းမှုရှိရမယ်ပညာလို့ဆိုတဲ့လုံးသိတာနဲ့မလုံးသိတာသိတဲ့အသိပညာရှိဖို့လိုတယ်အဲ့ဒီချင်း9ရက်ကဆူတောင်းပြည့်ခြင်း9ရက်ပဲတတ္တသီလသုဒ္ဓစာကပညာအဲ့ဒီချင်း5မျိုးမရှိဘဲနဲ့ဆူတောင်းနေရင်ပြည့်မှာမဟုတ်ဘူးဒါကြောင့်မို့ဘုရားတရားသံဃာယရဏသုံးပါးကိုးကွယ်ခြင်းရဲ့ရည်ရွယ်ချက်အစစ်အမှန်တရားကိုးကွယ်ရတယ်ဆိုတာဘဝကန္ထာရနိဋ္ဌာရဏေနာတရားကဆိုပါစို့ဆေးကယောဂကိုပျောက်အောင်လုပ်တယ်ခေါင်းကိုက်နေတယ်ဆိုရင်ခုပြောတဲ့ခေါင်းကိုက်ပျောက်တဲ့ဆေးတွေရှိတယ်ပါရာစီတမောလိုဟာမျိုးတွေပေါ့နော်တယ်လနောတို့ပါရာစီတမောတို့ဆိုတာတွေတောက်လိုက်လို့ရှင်ခေါင်းကိုက်ပျောက်တယ်ဒါဆေးကလုပ်ပြီးတော့အဲ့ဒါလိုပဲတရားဓမ္မကိုအားထုတ်လိုက်လို့ရှင်ဘဝကန္တာရနိဋ္ဌာရဏကိုအားထုတ်လိုက်တဲ့ဝိပဿနာတရားကကိလေသာတွေကိုဖယ်ရှားနိုင်တဲ့မတရားထိအောင်စိုက်ထိသွားပြီဆိုလို့ရှင်ကိုယ့်ရင်ထဲကကိလေသာအပူတရားတွေကလုံးဝမရှင်းသေးတောင်လျှော့ချနိုင်တယ်လုံးဝဖယ်ရှားပြစ်နိုင်တယ်ဆိုလို့ရှင်ဘဝဆိုတဲ့ကန္တရာခရီးကလွတ်မြောက်သွားစေတယ်တရားကလွတ်မြောက်စေတာဖြစ်တယ်ဒီနေရာမှာလည်းဘုရားကလွတ်မြောက်အောင်လုပ်ပေးတာမဟုတ်ဘူးတရားကလွတ်မြောက်အောင်လုပ်ပေးတာအဲ့တော့တရားချင့်ဖို့ဆိုမမေးရဘူးဒါကြောင့်တရားကိုကိုးကွယ်ရတယ်တရားကတရားချင့်လိုက်လို့ရှိရင်အဲ့ဒီတရားကကိုယ့်ကိုစွမ်းဆောင်မှုပေးတော့ဒီလိုဆိုလို့လေတန်ခါကြတော့အပကနံပိကာရဏံဝိပုလဖလပฏิလာဘကကိုလှုပ်တာနည်းနည်းလေးခုနစွန်းတစွန်းလေးလှူလိုက်ပေးမယ်လို့ရရှိလိုက်တဲ့အကျိုးမြတ်ကရထောင်ဥပမာတစ်ခုစဉ်းစားကြည့်လိမ့်ကိုယ်အိမ်မှာ
မြေခွက်ချင်းချင်းလေးချမ်းချင်းချင်းလေးပဲဖြစ်ပါစေကိုစိုက်လိုက်တာတရေစိတ်လေးတစ်စိပဲစိုက်ကိုပြန်ရတဲ့အခါကျတရေသီးဘယ်လောက်ရတစ်နှစ်ဆိုတရေသီးဟာထောင်ချီသီးပဲဆိုရင်ထောင်ချီရမှာကိုလှုပ်တာတစ်ခုတည်းမဟုတ်လားကိုစိုက်တာတစ်စီတည်းစိုက်တာတစ်စီတည်းစိုက်လိုက်တဲ့တရေပင်ကပေါက်လိုက်တဲ့အသီးကြတော့တစ်သီးတည်းဟုတ်ကလားမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်တဲ့ဆိုတာအဲ့တိုင်းပဲလို့မှတ်တာကုသိုလ်ကောင်းမှုလုပ်တဲ့ဆိုတာအဲ့ဒီလူတွေကတချို့ကြတော့သဘောမပေါက်ဘူးဥပမာတရိစ္ဆာန်ကိုလှူလို့ရှိရင်အစတရားအကျိုးပေးတယ်လမ်းပေါ်ကလူကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်လှူလို့ရှိရင်အစ1000အကျိုးပေးတယ်ကိုချင်းသီလရှိတယ်၅ပါးသီလစောင့်တည်တဲ့တရဏဂုံတည်တယ်ဆိုတဲ့ပုဂ္ဂိုလ်လှူရင်တော့မရွေမတွက်နဲ့အောင်အစပေါင်းများစွာအကျိုးပေးတယ်လို့ဆိုလူတွေကကိုလှုပ်တာကတခါတည်းဖြစ်နိုင်မှမလားလို့တွေးကြတစ်ပြက်ဆိုင်တဲ့နီးကိုကြည့်လိုက်ပဲဆိုလို့ရှိရင်ဖြစ်နိုင်တာပေါ့ကိုစိုက်တာတရေစိတ်လေးတစ်စက်စိုက်တာပဲတရေစိတ်လေးတစ်စက်ကပေါက်တဲ့အပင်ကတိပြီးတာကြတော့ရာထောင်မကဖြစ်တာပဲလေဒါနကောင်းမှုရဲ့အကျိုးအတိုင်းပဲအစပေါင်းများစွာရဒါနကောင်းမှုအဲ့ဒီဥပမာအတိုင်းပဲကိုဘဝလမ်းကြောင်းကိုဖြတ်တန်းအောင်ဓမ္မကဘဝကန္တာရကနေပြီးတော့ထုတ်ဆောင်ပေးတယ်တန်ဃာတွေကအနည်းငယ်လုံးလိုက်တဲ့ကုသိုလ်ကောင်းမှုကအများကြီးရစေတယ်ဆိုတာတန်ဃာတွေလှူရင်းကနေရစေတယ်ဒါကြောင့်ဘုရားဘာသာရေးမြတ်စွာဘုရားကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာဒီဟာတွေအတွက်ကိုယ်ပဲကိုပြောတာနော်တခြားနည်းမဟုတ်ဒီဟာအတွက်ပဲတရားတွေအတွက်အကျိုးအများကြီးဖြစ်တယ်မြတ်စွာဘုရားကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဟောတယ်အဲ့ဒီဟောတဲ့တရားသည်ဓမ္မလက်တွေ့ကျင့်သုံးလို့ရှိရင်မလှုပ်တဲ့နာရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဒါဓမ္မကျင့်သုံးတာကုသိုလ်ကောင်းမှုတွေပြုတယ်အကျိုးတွေအများကြီးရတယ်ဆိုအဲ့ဒီရှိရချက်နဲ့တရဏဂုံ၃ပါးဆိုကိုယ်ပဲစိတ်ကကြတာတခြားနည်းနဲ့ကိုယ်ပဲစိတ်ကတာမဟုတ်ဘူးလို့ဒါကြောင့်မို့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အနေအထားမျိုးနဲ့ရှုံကြည်ကိုယ်ွယ်ပြီးတော့ကိုယ်မှာတကယ်လုပ်ရမယ့်အလုပ်တွေကိုမလစ်ဟင်းစေပဲနဲ့ကြိုးစားအထောက်အမယ်လို့သူဆိုလို့တယ်ဒါကြောင့်ဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားကဒီနေ့ဘာဟောလဲဆိုတာနာယူမှတ်သားကြည့်အောင်ဂါထာနှစ်ပုဒ်ဟောထားတယ်ဒီမှာအနိကတဝောကတဝံယောဝထံပရိဒဟိတတိအပိတောဓမ္မသစ္စေနနသောကတဝပရဟတိအကြောင်းပြုလာတဲ့ဒီအဖြစ်ပြက်တစ်ခုဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဟောတာမြတ်စွာဘုရားဟောတာကဥတည်ပြီးတော့တစ်ခုဟောလိုက်တယ်သို့တော့ဒေသနာတော်ဟာချက်ထွင်ပြီးတော့ကြည့်ရှိမယ်ဆိုလို့ရှိရင်ဘဝသင်္ကန်းစာရစရာတွေအများကြီးပါဆိုလိုတဲ့အဓိပ္ပာယ်ကဘာလဲအနိကတဝောတဲ့စကလုံးလေးတွေကိုထပ်သုံးပြထားတာမြတ်စွာဘုရားကတဝဆိုတာဘာလို့ပြောတာလဲဆိုတစ်ခေါက်ဆိုးထားတဲ့အဝတ်ဖိုင်ဆိုးတဲ့အဝတ်လို့ဆိုလို့ဗမာလိုပြန်ရင်တော့သင်္ကန်းပေါ့နော်သင်္ကန်းပေါ့သူတော်စင်အဝတ်လို့ဆိုပါစို့ဖိုင်ဆွန်းထားတဲ့အဝတ်အဲ့ဒါကိုကတဝလို့ခေါ်တယ်နောက်တနည်းကအယောင်ဆိုးတယ်ဆိုတာကိလေသာတွေကအယောင်ဆိုးတယ်ကိလေသာတွေဟာလည်းစိတ်ကိုအယောင်ဆိုးတယ်တစ်ခေါက်ကလည်းအဝတ်ကိုအယောင်ဆိုးပေးတယ်ဥပမာမဲ့ပိနေကောက်တို့ဆိုရင်ဝါချင်းချင်းညောင်ကောက်တို့ဆိုရင်ညိုမဲမဲအယောင်မျိုးစုံရှိတယ်လေအဲ့ဒါလို့အယောင်ဆိုးတာလို့လူရဲ့စိတ်ဖြူစင်းနေတဲ့လူစိတ်ကိုအယောင်ဆိုးတာလောဘကလည်းအယောင်ဆိုးတာပဲဒေါသကလည်းအယောင်ဆိုးတာပဲမောဟလည်းအယောင်ဆိုးဒါကြောင့်မို့အယောင်ဆိုးတဲ့တရားဆိုတာရှင်တဲ့နှလုံးထဲမှာဖြစ်ပွားတဲ့မကောင်းတဲ့
ကိလေသာတရားတွေကိုကတဝါလို့ခေါ်တယ်အဲ့ဒီမှာမြတ်စွာဘုရားဟောလို့ရင်အနိကတဝောအယောင်ဆိုးတဲ့ကိလေသာတရားခင်းသူမဟုတ်ဘဲကိလေသာတွေမကင်းတဲ့ပုဂ္ဂိုလ်ကကာတဝံအယောင်ဆိုးထားတဲ့တက်ခေါက်ဆိုးထားတဲ့အဝတ်ကိုယောဝဋ္ဌပရိဒဟိတတိကာတဝံဝဋ္ဌအယောင်ဆိုးထားတဲ့အဝတ်ကိုယောကိလေသာမကင်းတဲ့ပုဂ္ဂိုလ်ဘယ်သူပဲဖြစ်ဖြစ်ပရိဒဟိတတိဝတ်ယုံမဲ့ဆိုရင်ဆိုလိုတာကကိုယ်မှာအယောင်ဆိုးတဲ့ကိလေသာတွေမကင်းတဲ့ပုဂ္ဂိုလ်တယောက်အယောင်ဆိုးတဲ့ကိလေသာတွေမကင်းတဲ့ပုဂ္ဂိုလ်တယောက်ကအယောင်ဆိုးထားတဲ့သင်္ကန်းကိုဝတ်မဲ့ဆိုတယ်ဝတ်မဲ့ဆိုရင်အပိတောဓမ္မသစ္စေနသူ့မှာဝတ်ထိုက်တဲ့အရည်ချင်းတွေဓမ္မဆိုတဲ့အိန္ဒိယကိုထိမ့်သိမ်းဆောင်ရှောက်မှုသစ္စာဆိုတဲ့အမှန်တရားကိုပြောဆိုရတဲ့ဝစီသစ္စာလိုက်နာကျင့်သုံးဖို့အဲ့ဒီဓမ္မနဲ့သစ္စာမရှိပါပဲမရှိတဲ့အပိတောဓမ္မသစ္စေနအဲ့ဒီမရှိတဲ့နတောကတဝပရတိအဲ့ဒီမရှိတဲ့ပုဂ္ဂိုလ်ဟာအယောင်ဆိုးထားတဲ့သူတော်စင်အဝတ်ကိုမောထိုက်ဘူးအဲ့တော့ရှင်းရှင်းလေးပြောရမယ်ဆိုရင်အယောင်ဆိုးတတ်တဲ့လူတွေရဲ့စိတ်ကိုအယောင်ဆိုးတတ်တဲ့ကိလေသာတွေမကင်းပဲအိန္ဒြေကိုဆုံးမခြင်းမှန်သောစကားကိုဆိုခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတွေမရှိပဲသူတော်ကောင်းတွေဝတ်တဲ့အဝတ်မျိုးကိုဝတ်မယ်ဆိုရင်မောထိုက်ဘူးဒါပြောတာနော်ဒါဘုရားဟောတဲ့စကားတစ်ခုဒါမောထိုက်ဘူးနောက်တစ်ခုကယောသဝန္တကတဝတ္တတိလေတုတမဟိတောသို့တော်တဲ့ပုဂ္ဂိုလ်တူဟာအယောင်ဆိုးတဲ့ကိလေသာတွေကိုထွေးထုတ်ပလိုက်ပြီးမရှိတော့ဘူးသူ့ရဲ့ထဲမှာဓာတ်တွေအကုန်လုံးထုတ်ပလိုက်ပြီအယောင်ဆိုးတဲ့ကိလေသာတွေရင်ထဲကထုတ်ပစ်ပြီးတိလေတုတမဟိတောကိုချင်းတရားနဲ့ပတ်သက်ပြီးသူဟာအခိုင်အမာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဥပိတောဓမ္မသစ္စေနအိန္ဒိယကိုဆုံးမခြင်းမှန်သောစကားကိုဆိုခြင်းဆိုတဲ့အရေးချင်းနဲ့လည်းပြည့်စုံတယ်ပဝေကတဝပရတိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှာတကယ်ကိုဒီအဝတ်သူတော်စင်တို့ရဲ့အဝတ်ကိုဝတ်ထိုက်တယ်လို့သူတို့ပြောတာနော်အဲ့မြတ်စွာဘုရားဟောတဲ့တရားလေးကရှင်းရှင်းလေးနော်ရှင်းရှင်းလေးကိုဟောပြတာဒီဟာဓမ္မပဒဒေသနာမှာဓမ္မရတ္တကိုပေါ်လွင်အောင်နားထောင်ကြည့်ကိရိတာမကင်းရင်သူတော်စင်ဝတ်ကိုမိုးထိုက်ဘူးဝတ်ထိုက်တဲ့အရည်ချင်းတွေကင်းနေလို့ရှိရင်သူတော်စင်ဝတ်ကိုမိုးထိုက်ဘူးအေးကိရိတာတွေကင်းပြီးတော့ကိုချင်းသီလရှိမယ်ဆိုရင်ကိရိတာမကင်းတော့ကိုချင်းသီလကောင်းမယ်ပြည့်စုံမယ်ဆိုရင်အိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းမှန်သောစကားကိုဆိုခြင်းဆိုတဲ့သူတော်ကောင်းအရေးချင်းတွေရှိနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူတော်စင်ဝတ်ကိုဝတ်ထိုက်ပါတယ်ဒီစကားနှစ်ခုမြတ်စွာဘုရားဟောတာနော်ဘာကိုအကြောင်းပြုဟောတာတုံးလို့ဆိုတာဝတိမျိုးတို့ဇီးတော်တို့ဒီရာဇချိုတို့ဆိုတာမြတ်စွာဘုရားနဲ့တန်ဃာတွေအများဆုံးကြွသွားတဲ့နေရာတွေဖြစ်တယ်ပေါ့ရာဇဂုမြို့ရောက်တဲ့အချိန်လေးမှာရှင်သာရိပုတ္တရာကတရားပွဲတစ်ပွဲမှာဘာဟောတော့ဆိုလူလေးမျိုးလေးစားခွဲခြားပြီးတော့ဟောတယ်အေးတချို့လူတွေကတဲ့ကိုယ်တိုင်တော့လူတွေတန်းတယ်သူများကိုတော့မတိုက်တွန်းဘူးအဲ့ဒီပုဂ္ဂိုလ်တွေဟာဖြစ်လျက်ဘဝမှာပစ္စည်းဥစ္စာကိုယ်တိုင်လှူသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတော်လည်းပဲတိုက်တွန်းလို့ဆောင်မှုမပြုသည့်အတွက်ကြောင့်သူတို့ဟာအချွေရန်သင့်ပဲမရှိတတ်ဘူး
ကိုတော့လှူတယ်သူများမတိုက်တော့ဘူးဖြစ်နေရဘဝမှာလှူသည့်အတွက်ကြောင့်ချမ်းသာတယ်တိုက်တွန်းခဲ့တဲ့ပုဂ္ဂိုလ်မရှိသည့်အတွက်ကြောင့်သူ့ရဲ့အတိုင်းအဝိုင်းမရှိဘူးလို့ပြောတယ်နော်တချို့ပတ်စံချမ်းသာပြီးတော့သာသမီမထွန်းကားတာတွေရှိတယ်မဟုတ်လားအတိုင်းအဝိုင်းမရှိဘူးမွေခံမဲ့လူမရှိဘူးဒီလိုဟာတွေရှိတယ်နောက်ဒုတိယမျိုးစားကတော့သူများတော့လိုက်ပြီးတော့တိုက်တွန်းတဲ့အလှခံနဲ့ကိုတော့မလှူဘူးဆိုပုဂ္ဂိုလ်တစ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကသူများကိုတိုက်တွန်းသည့်အတွက်ကြောင့်အတိုင်းဝိုင်းတော့ရှိပါရဲ့ပစ္စည်းဥစ္စာမရှိဘူးဆင်းရဲမွဲတေးတယ်တဲ့မပြည့်စုံနောက်လူတယောက်ကတော့လှူလည်းမလှူဘူးသူများလည်းမတိုက်တွန်းဘူးဆိုလို့ရှိရင်မလှူသည့်အတွက်ကြောင့်ဆင်းရဲမတိုက်တွန်းသည့်အတွက်ကြောင့်တကောင်းကျွဲ့ဘဝရောက်တယ်အဲ့ဒီပုဂ္ဂိုလ်ကပစ္စည်းဥစ္စာလည်းမရှိဘူးတကောင်းကျွဲ့ဘဝမှာလည်းနေရဟောအဲ့လိုပုဂ္ဂိုလ်မျိုးလည်းရှိတယ်နောက်အကောင်းဆုံးပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လည်းလှူတယ်သူများလည်းတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်လှူသည့်အတွက်ကြောင့်ချမ်းသာကြွယ်ဝတယ်သူများကိုတိုက်တွန်းသည့်အတွက်ကြောင့်အတိုင်းဝိုင်းကြီးမားတယ်ဆိုအဲ့ဒါတော့ပြည့်စုံတဲ့ပုဂ္ဂိုလ်တရားအဲ့ဒီလိုတရားပွဲတစ်ပွဲမှာရှင်သာရိပုတ္တရာကလှုပ်ဆောင်မှုနဲ့ရရှိတဲ့အကျိုးတွေကိုရှင်းပြတဲ့အခါမှာတရားဝဲထဲမှာလူတိုင်းသဘောကျတာမဟုတ်ဘူးအဲ့ထက်မှတခါတယောက်ကသဘောကျသွားဒီတရားကိုသဘောကျနော်သဘောကျပြီးတော့လက်တွေ့အကောင့်ထဲဖော်မယ်သူဟာလှူလဲလှူမယ်သူများကိုလည်းတိုက်တွန်းမယ်ဆိုလိုက်ပြီးတိုက်တွန်းနှိုးဆော်တယ်စီယုံတယ်လှူကြဖို့တန်းကြဖို့သူကိုယ်တိုင်ကလည်းရှေ့ကခေါင်းဆောင်ပြီးတော့လှူတယ်သူကိုယ်တိုင်လည်းလှူတယ်သူများလည်းတိုက်တွန်းတယ်ဆိုဒီအလုပ်ကိုသူစလုပ်တယ်တန်ဃာတွေပြင်ပြီးတော့လှူကြမယ်တန်းကြမယ်လိုက်လာနှိုးဆော်တယ်သူကိုယ်တော်ကစပြီးတော့ဆုတယ်ဆုပြီးတော့ရှင်ဘုရားတို့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့တရားပွဲပြီးတော့ရှင်ဘုရားတို့တန်ခါဘယ်နှပါးရှိတော့ဆိုရှင်သာရိပုတ္တရာရှင်မောက္ကလန်နောက်ကတန်ခါ1000ပါးအဲ့တန်ခါ1000အကုန်လုံးတပည့်တော်တာဝန်ယူပါမယ်ဆိုပြီးအဲ့တကကပင့်သွားပြီလူတွေလိုက်ပြီးတော့တိုက်တွန်းတယ်သူကိုယ်တိုင်လည်းလှူတယ်လှုပ်ပြီးအလှူကြီးပေးကြတယ်စုပေါင်းပြီးတော့ခုနကအကျိုးလိုချင်လို့သူကလှူလဲလှူတယ်တိုက်တွန်းနေဆိုဖြစ်အောင်သူလှုပ်တယ်အဲ့လိုလှုပ်တဲ့အခါသူတိုက်တွန်းတဲ့ထဲကပစ္စည်းဥစ္စာကျော်ဝါချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်သူကဘာလှူထားတော့ဆိုတသိန်းတန်တဲ့ဝတ်စုံကြီးတစ်ခုလှူထားတယ်အကယ်၍ဆွမ်းကြွေးကွန်ကြွေးတန်ခါ1000ဆွမ်းကြွေးရမယ်လူပဲတတ်မယ်မလောက်ဘူးဆိုရင်ဒါရောင်းချပြီးတော့လုပ်ဖို့ဆိုပြီးသူထည့်လှူတယ်ကားလျော်စွာသူလိုက်တိုက်တွန်းတဲ့အခါမှာအလှဝေထက်ငွေကြတာတွေကများတော့တန်ခါ1000ပြည့်ပြည့်စုံစုံအကုန်လုံးလောက်သွားတယ်တသိန်းတန်အထည်ကြီးမရောင်းရဘူးဒီတိုင်းရောင်းเสียမလိုပဲနဲ့ဝေးတွေကပို့သွားတယ်အဲ့ကြတော့ဒီအဝတ်ကြီးဘာလုပ်ကြမလဲလို့ဆိုတဲ့အခါကျသင်္ကန်းလုပ်ပြီးတော့ရှင်သာရိပုတ္တရာကိုလှူမယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကခရီးသွားတဲ့တာဝတိအနေစေတို့ရာဇဂိုသွားရာဇဂိုကနေတခြားသွားခရီးသွားတာရာဇဂိုမှာအဇဒတရဲ့ကိုးကွယ်မှုကိုခံရပြီးတော့ကြာနေတာတော့ဒီဝဋ္ဌပဲဖြစ်တယ်ပေါ့နော်ဘုရင်ကိုယ်တိုင်ကကိုးကွယ်တာဆိုတော့သူအဲ့ဒီမှာအဲ့တော့ရာဇဂိုမျိုးမှာသူကြည်ညိုတဲ့လူတွေရှိတယ်ဘုရင်ကိုယ်ဝဲလို့ကြည်ညိုတာဒါလူကြီးကိုယ်ဝဲရင်လည်းလူတွေကကြည်ညိုတတ်ကြတယ်ဘာလို့မဟုတ်မျက်နှာလှုပ်တာလည်းဖြစ်မှာပေါ့နော်လူကြီးကိုယ်ဝဲတယ်ဆိုဝိုင်းကိုယ်ဝဲတဲ့သဘောရှိအဲ့တော့များကတချို့ကဟာတိသင်္ကန်းရှင်သာရိပုတ္တရာနဲ့ထိုက်တန်နေရှင်သာရိပုတ္တရာလှူပဲအရေးချင်းသိတဲ့ပုဂ္ဂိုလ်တွေကရှင်သာရိပုတ္တရာနဲ့ပဲထိုက်တန်တယ်ကျန်တဲ့အများစုကမဟုတ်ဘူးရှင်သာရိပုတ္တရာကလာပြီးပြန်သွားတာတို့မျိုးမှာအမြဲတမ်းနေပြီးတာရေးနာရေးလှုပ်ပြီးတဲ့ကိုတော်ဟာရှင်တေဝရဖြစ်တယ်တော့သူ့ပဲလှူရမယ်ဆိုပြီးတော့အဲ့ဒီသူ့ထောက်ခံတဲ့လူကမဲများသွားတော့ရွေးကောက်ပွဲမှာရှုံးသွားတယ်ရှင်သာရိပုတ္တရာ
သဘောတော့အဲ့ဒီဟာပဲနော်ရှင်တေဝရလှူဖို့ရမဲတွေကများတော့များတော့အဲ့ဒီသင်္ကန်းကိုရှင်တေဝရကိုလှူလိုက်တယ်တေဝရကအဲ့ဒီသင်္ကန်းကြီးတသိန်းနဲ့သင်္ကန်းကြီးကိုချုပ်ဆိုဝေယုတဲ့အခါတေဝရရဲ့စိတ်ဒီသဘောထားတွေကိုသိရှိနားလည်တဲ့ပုဂ္ဂိုလ်တွေကသူတော်ကောင်းကိုကြည်ညိုတဲ့ပုဂ္ဂိုလ်လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာနဲ့ပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောကွာအဲ့ဒါရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလရှင်ကြည့်လိုက်ပဲဆိုလို့ရှိရင်ကြည့်ရှင်မောက္ကလကတကူကြည့်တယ်တကူကြည့်တော့ရှင်မောက္ကလပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတာနော်တကူကြည့်တယ်ဆိုတော့တောင်ကြီးလိုပဲသူကပေါ်ပြူလာဖြစ်တယ်မြင်လာတယ်ပေါ့တကူကြည့်ရှင်သာရိပုတ္တရာဆိုတာခက်ခဲနဲ့မိဂုံပြဿနာတွေဖြေရမှသူကသူ့ရဲ့ပညာစွမ်းဆိုတာသိတယ်ရှင်သာရိပုတ္တရာကပညာရှိမှသိတာကြားဘူးတယ်မို့လားပညာရှိဆိုတာစီကြီးလိုပဲတီးမှမြည်တယ်မတီးရင်ဒီတိုင်းပဲနေမယ်နော်အဲ့တော့ဥပမာပေးတဲ့အခါရှင်မောက္ကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ်နားလေအလားတိဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိဆားဆိုတာကြတော့ထမင်းမွေးတိုင်းမှာဟင်းချက်တဲ့ထိုင်မှာသူကမထင်မရှားလေးပဲနေရှာတာသူခိုးဟင်းနဲ့လည်းသူခတ်လိုက်တာအရေးတောက်တဲ့လည်းသူခတ်တာပဲဒီပြင်ချက်တာလေးကိုအတုတ်ထဲလည်းသူပါမပါတဲ့နေရာရှိရတယ်အကုန်ပါတာထညက်ထဲတောင်မှသူပါမှလေးတယ်ဆိုထညက်တောင်မှစားလေးနဲ့မင်္ဂလာသီးစားလဲစားလေးနဲ့မကောင်းတာဒီတိုင်းစားလို့မကောင်းတံမြာသီးဆိုတော့မပြောနဲ့တော့နော်အချိုတာပဲဖြစ်ဖြစ်ချင်တာပဲစားလေးပါမှလေးတယ်ရှင်သာရိပုတ္တရာကျတော့စားနဲ့အလားတန်တူတယ်နေရတဲ့ကပါတယ်ဒါပေမဲ့ popular ဖြစ်လာဆိုရင်ဖြစ်အိရှင်မတယောက်ညီးတယ်လို့ပဲတို့အိမ်စားတော့ဝဲတာဝဲတခါမှလည်းစားမစားရပါဘူးလို့ပြောစားကိုတရားတွေလို့ဒီပြင်ထမင်းလို့စားလို့ရတော့မှမဟုတ်တာနော်စားပြဝဲတာဝဲရတယ်တူပြီးတူကုန်းနေတာဒါပေမဲ့တခါမှလည်းစားရတယ်လို့မရှိဘူးလို့ပြောတယ်အဲ့တော့ရှင်သာရိပုတ္တရာရဲ့အနေထားကစားလို့ပဲပညာရှိဆိုတာစားလို့ပဲမပါရင်ပေါ့ပြဖြစ်ပဲသူပါမှလေးတယ်သို့တော့သူပါမှလည်းသိမသိချဘူးလူတွေကအတိမပြုမပြုစားပေါ့နေထက်လိုက်စမ်းစားလေးဒါတော့ပဲသိနော်လူတွေကနာမည်တက်တော့စားလို့သူကမတက်ဘူးစက်သားဟင်းဝက်သားဟင်းဆိုပြီးတော့ကောင်းတဲ့နာမည်တွေပဲတက်တယ်ချက်တွေဝက်တွေပဲနာမည်ကြီးသွားတယ်စားကြတော့ဘယ်သူမှထည့်ပြောတော့စားမပါစက်သားလည်းမကောင်းဝက်သားလည်းမကောင်းငါလည်းမကောင်းဘာမှမကောင်းသို့သောသူနာမည်ပေါ်လာဆိုပေါ်ချဘူးပညာရှိဆိုတာစားနဲ့အလားတန်တူတယ်လို့သူတို့ဆိုတယ်အေးဒါကြောင့်မို့ရှင်သာရိပုတ္တရာမဲရှုံးသွားတာမဆမ်းပါဘူးတေဝရကမဲနိုင်သွားတော့သင်္ကန်းတေဝရရသွားတယ်ပေါ့အေးရှင်သာရိပုတ္တရာရဲ့အကြောင်းပညာရှိဆိုတာစားပပမပါရင်မဖြစ်တဲ့အရာပေါ့ဖြစ်တွေဖြစ်တယ်ပညာရှိပါမှလေးနဲ့တည်းဆိုတာကိုသိရှိနားလည်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့ဟာဒီသင်္ကန်းရှင်သာရိပုတ္တရာပဲထိုက်တတ်တယ်တေဝရနဲ့မထိုက်တတ်ဘူးတကယ်ပညာရှိဖျားပြီးရင်ပညာရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာနဲ့ပဲထိုက်တတ်တယ်ပြောကြအဲ့ဒီလိုပြောဆိုဝေဖန်ပြီးဒေဝဒဟာသူနဲ့မတန်တာကိုဝတ်တယ်လို့ဆိုပြီးကဲ့ရဲ့ရှုတ်ချတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဒီသူတော်စင်သူတော်မြတ်တို့ရဲ့အဝတ်ကိုဝတ်ထိုက်တဲ့ပုဂ္ဂိုလ်ဟာဘလို့ရည်ချင်းရှိရမယ်ဆိုတာသတ်မှတ်ပြပေါ်ပြတာဒီကထာတွေနော်သူတော်ကောင်းဝတ်ဆိုတာသူတော်စင်သူတော်မြတ်တွေရဲ့ဂုဏ်ရည်ချင်းနဲ့ပြည့်စုံမှဝတ်ထိုက်တယ်နှုတ်ဆိုမောထိုက်ဘူးလို့သူဆိုလို့အဲ့တော့ဒီဒေသနာတော်လေးရဲ့အဓိပ္ပာယ်ကိုကြည့်မယ်ဆိုရင်သူတော်ကောင်းရဲ့အဝတ်ကိုဝတ်နေလို့ရှိရင်ဘာဖြစ်ရသူတော်ကောင်းစိတ်ဓာတ်ရှိနေရသူတော်ကောင်းစိတ်ဓာတ်ဆိုဒီမှာဘာလဲ
လောဘဒေါသမောဟခင်းတဲ့တန့်စင်တဲ့စိတ်နေသဘောထားကိုပြောတာမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြမစိုးတရားတွေလွှမ်းထုံထားတဲ့စိတ်နေသဘောထားကိုထိမ့်ထိမ့်သိမ့်သိမ့်နေရတဲ့ဓမ္မဆိုတဲ့အိန္ဒြေကိုထိမ့်သိမ့်ဆောင်ဆောင်မှုပြောပြီးဆိုရင်ဘယ်တော့မှမဟုတ်တာတွေမပြောဘူးအမှန်တရားကိုသာပြောတယ်မှန်တဲ့စကားကိုသာပြောတယ်အရေးကြီးဆုံးကလူတွေနဲ့ဆက်ဆံတဲ့အခါတူနဲ့တူပြောဆိုကြတဲ့အခါနှုတ်နဲ့ပဲဆက်ဆံကြနှုတ်နဲ့ပဲပြောကြတာဖြစ်သည့်အတွက်ကြောင့်မမတ်မကန်ပြောတဲ့ပုဂ္ဂိုလ်ကအလွန်ပေါ်တာနည်းနည်းလေးဖြစ်ဖြီးဆွတ်ပြီးပြောလိုက်ရမှမူသားမပါလင်္ကာမချောဆိုတဲ့လင်္ကာကိုချောကျင်ကြတဲ့အခါကျတော့ရှော့ကနေနေအောင်လုပ်နေကြတာတွေကများတယ်နည်းနည်းလေးပဲဖြစ်ပို့ပြောလိုက်ရမှဆိုတာမျိုးအမှန်တိုင်းပြောတဲ့ပုဂ္ဂိုလ်ကျတော့ရိုးတယ်ဆိုပြီးတော့လုပ်ကြပြန်လောကမှာမန္တရားကိုပဲပြောရမယ်ဆိုတဲ့စိတ်ကံအတိုင်းတကယ်သူတော်ကောင်းအစစ်ဟာကိုထိမ့်သိမ့်ဆော့ဆော့တယ်မှန်တဲ့စကားကိုသာဆိုးတယ်ရှင်တွေကစိတ်ရုပ်စိတ်ပုတ်တွေမရှိဘူးအယောင်တွေမဆိုးလောဘဆိုတာအယောင်ဆိုးလိုက်တာပဲဒေါသဆိုတာလည်းအယောင်ဆိုးလိုက်တာပဲမောဟဆိုတာလည်းညစ်ထေးတဲ့အယောင်ဆိုးတာမာနဆိုတာလည်းအယောင်ဆိုးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအဝတ်ဟာညစ်ပေသွားတာပဲမှန်နော်ဖြူစင်တဲ့အနေထားတစ်ခုကနေအယောင်ဆွဲသွားပြီဆိုရင်ညစ်နှမ်းသွားတဲ့သဘောကိုတို့ဆိုလို့လေအဲ့ဒီလိုအယောင်ဆိုးထားတဲ့သူတော်ကောင်းတရားတွေကင်းမဲ့ပြီးတော့အယောင်ဆိုးတတ်တဲ့ကိလေသာတွေရင်ထဲမှာရှိတဲ့ပုဂ္ဂိုလ်ဟာသူတော်စင်သူတော်မြတ်တွေဝတ်တဲ့တကယ်ကိုရှင်တဲ့နှလုံးထဲမှာဖြူစင်တန်ရှင်းတဲ့ပုဂ္ဂိုလ်မြတ်တွေဝတ်တဲ့အဝတ်မျိုးကိုမိုးထိုက်ဘူးလို့မြတ်စွာဘုရားဒါခေါ်တာနော်ဘယ်လိုပုဂ္ဂိုလ်မှမိုးထိုက်တယ်လဲယောဇဝန္တကတဝတ္တတိလေတုသုတမဟိတောဝန္တကတဝါဆိုတာအယောင်ဆိုးတတ်တဲ့ဖြူစင်နေတဲ့စိတ်ကိုညှဉ်းနှွမ်းသွားအောင်အယောင်ဆိုးတတ်တဲ့ကိရိတာတရားတွေကိုထွေးထုတ်ပြီးဝန္တဆိုတာစွန့်လွတ်ပြီးတာကိုဆိုလို့ထွေးအံပြီးရှင်တဲ့နှလုံးထဲမှာမရှိဘူးရှင်တဲ့နှလုံးထဲကနေထုတ်ပစ်ထားတဲ့ပုဂ္ဂိုလ်မျိုးတိလေတုသူတမဟိတောကိုခြင်းတရားပေါ်မှာအခိုင်အမာကောင်းစွာတည်ရှိတဲ့ပုဂ္ဂိုလ်ဥပေတောဓမ္မသိစေနအိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းအိန္ဒြေထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတာဟာယသိနန္ဒလေယကာယမနမှာဝင်လာတဲ့အာယုန်ဒီပေါ်မှာစိတ်ဓာတ်ပျက်စီးသွားတဲ့လောဘတွေဒေါသတွေမောဟတွေမဖြစ်အောင်ထိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုလိုတယ်ပေါ့မှန်သောစကားကိုဆိုရတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးသားလဲသူတော်စင်သူတော်မြတ်တို့ရဲ့အဝတ်ဝတ်ထိုက်တယ်လို့မြတ်စွာဘုရားဒါဓမ္မရတ္တဖော်ဆောင်ပြီးတော့သူတော်ကောင်းအဝတ်ကိုဝတ်ထိုက်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းတွေကိုထုတ်ဖော်ပြတာပဲဖြစ်တယ်ဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ခေတ်မှာလည်းပဲရှိတယ်လေဒီနေ့ခေတ်မှာလည်းရှိတယ်ဥပမာယဟန်တန်ဃာတွေဘက်ကပြောမယ်ဆိုရင်ယဟန်တန်ဃာတွေဝတ်နေတဲ့အဝတ်သင်္ကန်းသည်သူတော်စင်တို့ရဲ့အဝတ်အဲ့ဒီသူတော်စင်အဝတ်ဝတ်ထားပြီးတော့ရှင်တဲ့နှလုံးထဲကညစ်ပေတဲ့ကိလေသာတွေထိန်းချုပ်နိုင်စွာမရှိဘူးယဟန်တန်ဃာအကျင့်ကိုမကျင့်နိုင်ဘူးဆိုရင်မိုးထိုက်ဘူးလို့ဆိုလိုတယ်ပေါ့နော်မြတ်စွာဘုရားကကြည်တိလေသူသူတမဟိတောယဟန်ဖြစ်လာလို့ရှိရင်ယဟန်တိလာပြည့်စုံပြီဆိုရင်ဝတ်ထိုက်တယ်ဒီလိုတည်းပဲပြောရင်နဲ့နှလုံးထဲမှာကိလေသာတွေမကင်းသေးတော့လည်းပဲတိလရှိပြီဆိုရင်ဝတ်ထိုက်တယ်အိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်တတ်တယ်ဆိုရင်ဝတ်ထိုက်မှန်သောစကားကိုပြောပြီးတော့အလေးညာစကားတွေမပြောဘူးဆိုလို့ရှိရင်ဝတ်ထိုက်တယ်လို့သူတော်စင်သူတော်မြတ်ရဲ့အရေးချင်းတွေဟာနမတိကကိုချင်းသီလပဲဖြစ်တယ်ပေါ့ကိုချင်းသီလမပြည့်စည်ဘူးဆိုလို့ရှိရင်သူတော်စင်ဝတ်ကိုဝတ်ထိုက်တယ်ရဟန်းဝတ်တယ်ဆိုတာကိုချင်းသီလအတွက်ပဲ
အဝကအဓိကမဟုတ်ကိုချင်းသီလအဓိကယန္တန်ဃာတွေအကြီးငယ်ရွေးချယ်တဲ့အခါမှာလည်းပဲသီလနဲ့ပဲရွေးချယ်တာဖြစ်တယ်တရားဓုတရားမြတ်နဲ့မရွေးချယ်ဘူးနော်တရားဓုတရားမြတ်နဲ့ရွေးချယ်တာမဟုတ်ဘူးသီလနဲ့ရွေးချယ်တာဖြစ်တယ်အဲ့တော့သီလဆိုတာမတ္တမအရေးကြီးတယ်ပေါ့လူတွေမှာလည်းပဲငါးပါးသီလဆိုရင်ကိုချင်းသီလအရေးကြီးတယ်ဆိုပါစို့ယန္တန်ဃာတွေပြောသလိုအမျိုးသားအမျိုးသမီးတွေဥပုသ်တယ်လုပ်ပြီးတော့ယောဂီဝတ်ဝတ်တယ်ဆိုဆိုယောဂီဝတ်ဝတ်လို့ရှိရင်သူတော်စင်သူတော်မြတ်ရဲ့စိတ်နေသဘောထားတွေကိုချင်းသီလတွေရှိရမယ်မရှိရင်ယောဂီဝတ်ကိုမထိုက်ဘူးလို့သူပြောယောဂီဝတ်ကိုမထိုက်ဘူးသီလမရှိဘဲနဲ့မထိုက်ဘူးလို့သူဆိုလို့တယ်ဘာပဲဖြစ်ဖြစ်အခုကိဆိုဂျူတီကုတ်ဆိုတာရှိတယ်မဟုတ်လားနော်သူတောင်းအောင်လည်းဝတ်တာရဲဘော်တွေဆိုရဲဘော်တွေဝတ်ရဲတွေဆိုရဲတွေဝတ်မော်တော်ဘီကဲမော်တော်ဘီကဲဝတ်သူကလည်းသူရှိတယ်မဟုတ်လားအေးစစ်သားတွေဟာလည်းဂျူတီဝတ်သို့သောစစ်သားတွေလိုက်နိုင်ရမယ်စီကံဥပဒေကိုမလိုက်နိုင်ဘူးဆိုရင်ဒီစစ်ဝတ်ဆိုမဟုတ်ထိုက်ဘူးဆိုလိုတာနော်ရဲကလည်းရဲဝတ်ဆိုဝတ်ပြီးတော့ရဲလုံးမလုံးဘူးရဲစီကံဖောက်ပြတယ်ဆိုရဲဝတ်မဟုတ်ထိုက်ဘူးဒါချဲ့ကြည့်ရမှာကိုပြောပြတာနော်အလုံးဟာသူ့ဝတ်စုံနဲ့သူဟာနဲ့သူလိုက်လျောညီအလကားဝတ်တာမဟုတ်ဘူးတာဝန်နဲ့ဝတ္တရားဆိုတာရှိတယ်ပေါ့ဂျူတီခုတ်ဆိုတာတာဝန်နဲ့ဝတ္တရားပေးထားတယ်စီမင်းစည်းကမ်းနဲ့ဥပဒေနဲ့အဲ့လိုနေရတာဖြစ်ဘုရားဘာသာဝင်တွေဟာဘုရားဘာသာဝင်တွေအနေနဲ့ဝတ်ဆင်ကြတယ်ဆိုရင်ဘုရားဘာသာလို့နာမည်ခံထားလို့ရှိရင်ဘုရားဘာသာနဲ့ကိုက်ညီတဲ့ကိုချင်းတရားရှိရမယ်မရှိဘူးဆိုရင်နာမည်မခံတတ်ဘူးလို့ပြောရမှာပဲမြတ်စွာဘုရားဟောတဲ့အတိုင်းဆိုရင်နော်ကိုမကိုချင်းတရားမကောင်းဘူးဆိုရင်နာမည်မခံနဲ့သူဆိုလို့တယ်လိုက်လျောညီတွေဖြစ်လောကကြီးကလိုက်လျောညီတွေရှိလားဆိုမရှိဘူးလိုက်လျောညီတွေမရှိဘူးဘာတွေကလွှမ်းမိုးနေတတ်တုံးရဟန္တာငါတွေအပါဝင်အလုံးဟာကိုကျင့်တရားနဲ့ကိုယ်ဆိုင်ရာကျင့်ဝတ်တွေနဲ့အညီဒီဝတ်စုံနဲ့လိုက်ထိုက်တဲ့အဝတ်မျိုးအကျင့်မျိုးရှိကိုရှိရမယ်လို့ဆိုလို့မရှိဘူးဆိုလို့ရှိရင်ဘာဖြစ်လဲတထတာထေယဆိုရယ်ကောက်ကျစ်စင်လဲခြင်းလို့ပဲခေါ်မှာဖြစ်တယ်ပေါ့နော်ကောက်ကျစ်စင်လဲတယ်လို့ပြောတနည်းအားဖြင့်ပြောရင်မာယာနဲ့တာထေယမာယာဆိုတာကိုလှုပ်ထားတဲ့အပြစ်ကိုဖုံးကွယ်ဖို့ကြိုးစားတာမာယာနော်မာယာဆိုတာဟိုမကောင်းတာလုပ်ပြီးတော့မကောင်းတာကိုဖုံးကွယ်ဖို့ကြိုးစားလို့ရှိရင်မာယာလို့ခေါ်တယ်တာထေယဆိုတာကြတော့မရှိဘဲနဲ့ရှိအောင်ဆံတာမရှိဘဲနဲ့ရှိဟန်ဆောင်တာမျိုးအဲ့ဒါတာထေယလို့ခေါ်တယ်နှစ်ခုစလုံးဟာအဆိုးတရားတွေကျွမာယာတာထေယနှစ်ခုစလုံးဟာလိမ်ညာမှုတသက်ပဲဖြစ်တယ်ကောအဲ့ဒီမာယာတာထေယဆိုတဲ့အဆိုးတရားတွေကင်းပြီးတော့ရိုးသားဖြောင့်မတ်မှုနဲ့ရှိရမယ်ဒီမွေတကောင်လို့ပဲသူကခေါင်းကြတော့မွေနဲ့တူတယ်အမီးကတော့ငါးမီးမွေကောင်းနဲ့ငါးမီးတို့မွေမျိုးတွေ့ဘူးကြလားသိဘူးအဲ့လိုငါးမျိုးတွေ့ဘူးလားခေါင်းကမွေတဲ့အမီးကြတော့ငါနော်သူကဘာလို့တုံးဆိုရင်မွေတွေနဲ့တွေ့တဲ့အခါကျတော့ခေါင်းပြတယ်သူကအမီးဖွက်ထားပြီးတော့ခေါင်းပြတယ်ငါလည်းမင်းတို့လိုမွေပါဆိုပြီးနော်ငါးတွေနဲ့တွေ့တဲ့အခါကျတော့ငါးကိုဖမ်းဆားလို့ရအောင်သူဘာလို့တော့ခေါင်းဖွက်ပြီးတော့အမီးရမ်းပြတယ်ငါလည်းမင်းတို့ငါးပါဆိုအဲ့ဒါမျိုးတယ်ကြားလား
အဲ့ဒါလိုမျိုးဒီဘလူးတကောင်ဟာလည်းပဲသူကအတန်အနေနဲ့ကကြည့်လိုက်တော့စိတ်မြည်လိုက်တာကအတန်တစ်မျိုးဝက်လိုဘာလိုနဲ့သားကောင်တွေကိုဖမ်းစားတတ်တဲ့အယောင်မျိုးစုံဖမ်းတဲ့ကောင်မျိုးလေးလှည့်စားပြီးလှုပ်တယ်လို့ပြောတာပေါ့ခုနကမွေနဲ့တည်းရင်မွေကောင်နောက်တစ်ခါပမာတွေပြောထားရှိတယ်လေလင်းတို့ဆိုတဲ့ကောင်လင်းတို့ဆိုတဲ့ကောင်ကအခွန်ရှောင်းတဲ့သူခွန်ရှောင်းတယ်ဆိုတာလင်းတို့ကလည်းခွန်ရှောင်းသလားမသိဘူးလူတွေကအခွန်ရှောင်းတာနော်ကြက်ခွန်တောင်းတဲ့အခါကျတော့သူလင်းတို့ဆိုတာပြောလင်းတို့ကောင်တောင်းတဲ့အခါကျတော့မျက်နှာပြပြီးတော့သူကကြွက်လို့ပြောအခွန်ရှောင်းတာအဲ့ဒါလို့မမှန်တရားတွေလှုပ်တာမျိုးဆိုလို့တယ်ပေါ့ကိုလုံးရက်နဲ့ကိုယ့်ရဲ့အနေထားနဲ့အတွင်းစိတ်ဓာတ်မကိုက်ညီတဲ့အလုပ်တွေဟာဒါကောက်ချက်ဆင်းတဲ့အလုပ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကဒီအတိတ်ဘဝတစ်ခုကိုဖော်ထုတ်ပြီးတော့ဟန်ဆောင်ပန်းဆောင်နဲ့ဒီဆင်းတွေကိုတတ်ခဲ့တဲ့ဆင်းတတ်တဲ့မုတ်ဆိုးအကြောင်းကိုမြတ်စွာဘုရားဟောတာဒီဝရဟာအတိတ်ဘဝတုန်းကလည်းအခုလိုဟန်ဆောင်ခဲ့တယ်ဆိုတာမျိုးနဲ့အသက်ပြီးအခုခေတ်တော့ဆင်းနေတတ်လို့ဆိုပြီးတော့နော်ထိမ့်ကွက်နေကြဆင်းနေပြောက်ပွဲတော့မှာပဲဆိုပြီးတော့ခဏခေတ်မှာဆင်းတတ်တာမဟုတ်ဘူးရှိတော့ကလည်းဆင်းတတ်တဲ့မုံဆိုးတွေရှိတယ်ဓာန်တော်ဟင်းရဲ့ကုံစရီသူဓာန်တေသူကုံစရောဟင်းညတေကုံစရောဓာန်တေသူဟင်းညတေဆင်းတတ်တာအစွဲလိုခြင်းတို့တတ်တယ်ဒါရှေးခေတ်မှာတည်းပဲအစွဲလိုခြင်းနဲ့ခွာလိုခြင်းနဲ့နော်အရေးခွန်လိုခြင်းနဲ့အသားလိုခြင်းနဲ့အကုန်လုံးပါပဲအခုခေတ်လည်းဆင်တတ်တယ်ဘာကြောင့်တတ်သိလားအခုခေတ်ကတော့ဆင်အရေးကိုလှိယူတာဆင်ကောင်လုံးကြီးတော့မယူဘူးအရှိတော့ကတော့အယိုးရောပါရောအကုန်လုံးယူအဓိကကတော့နေ့စဉ်နဲ့အမျှနော်အစွဲရှိတဲ့ဆင်တွေတတ်ခံနေရအစွဲကတမိုးကြီးတော့အစွဲကိုရောင်းတာခဏခေတ်တော့ရှားစောမှုအနေနဲ့တတ်မှတ်ပြီးတော့နိုင်ငံတကာအထိပ်ကွက်မှာပြောင်းအောင်လုပ်နေတနည်းသိဘိန်းတဲ့တူပဲဖမ်းတယ်ဆင်းရဲတဲ့လို့မရအဲ့တော့မြတ်စွာဘုရားဟောတဲ့ဇာလနဲ့မှလည်းပဲမုတ်ဆိုးတယောက်ကဆင်းနေတတ်ပြီးတော့ဆင်းရဲအယောင်းဝယ်လုပ်တယ်ဆင်းခွာဆင်းချေတဲ့လက်တဲ့အယောင်းဝယ်လုပ်တယ်ဆင်းသိအယောင်းဝယ်လုပ်တယ်ဆင်းသားကိုအယောင်းဝယ်လုပ်တယ်သူကတော့အကုန်လုံးဆင်းကောင်လုံးတတ်ပြီးရင်တော့သူကတော်တော်ဟုတ်သွားပြီတကောင်လုံးတတ်ရရင်သူ့အိမ်တော်တော်ဖူလုံသွားမှလည်းတူတယ်သူကတတ်ဆိုရိုးရိုးတတ်တာမဟုတ်ဘာလုပ်တုံးဆိုအဲ့ဒီတုန်းကသူတွေ့တဲ့ဆင်အုပ်တော်ကိုတွေ့တာအဲ့ဆင်အုပ်တွေကပိစိကဗုဒ္ဓတွေဟိမန္တမှာနေတော့ပိစိကဗုဒ္ဓတွေမြင်တဲ့အခါဆင်တွေကကြီးညိုတယ်တိရစ္ဆာန်ဆိုတာလည်းပဲသူတို့စိတ်ထဲမှာသူတို့စင်လို့တတ်မှတ်လိုက်ရင်ကြီးညိုတာပဲတချို့ကျွဲတွေပါလေဆိုသင်္ကန်းရောင်မြင်လိုက်ခတ်တာရှိတယ်နော်ခွေးကလည်းပဲဟောင်းတာရှိတယ်မျိုးစုံပဲအဲ့တော့ပိစိကဗုဒ္ဓတွေကိုတွေ့လို့ရှိရင်ဆင်းနေဟာပိစိကဗုဒ္ဓတွေနဲ့ယဉ်နီးပြီးတော့ဒီပိစိကဗုဒ္ဓတွေကိုကြည်ညိုတယ်မပြေဘူးလန့်ပြီးတော့မကြောက်ဘူးအဲ့ဒါကို तू ကသိတဲ့အခါကျတော့ပိစိကဗုဒ္ဓတစ်ပါးရဲ့ရှေးချိုးနေတဲ့အချိန်မှာပိစိကဗုဒ္ဓသင်္ကန်းကိုခိုးတာ သူပြစ်မှုနှစ်ခုကျူးလွန်တယ်ပိစိကသင်္ကန်းပိစိကဗုဒ္ဓဝတ်တဲ့သင်္ကန်းရေချိုးနေတော့ခိုးသွားပြီးတော့ဆင်တတ်တာသူကလှမ်းနေထိုးတတ်တာအဲ့ဒီကပိစိကဗုဒ္ဓဝတ်တဲ့သင်္ကန်းကြီးကိုခြုံပြီးတော့တစ်ပင်အောင်မှာထိုင်နေလှမ်းကိုဖွက်ထားတယ်ဆင်အုပ်ကြီးလာပြီဆိုရင်
ဆင်းရဲတော့ပိစိကဗုဒ္ဓမှတ်ပြီးတော့နေတာသူနောက်ဆုံးဆင်နောက်ဆုံးကြာနေတဲ့ဆင်ကြတော့မှအနန္တကပ်ပြီးတော့လှမ်းနဲ့ထိုးတာအဲ့ဒါလို့နဲ့ဆင်တွေကတနေ့တစ်ကောင်လို့ဆင်တွေကရောသွားတဲ့အခါကျတော့ဆင်ကောင်းဆောင်ဆင်နေမှလည်းပဲကောင်းဆောင်ဆင်အုပ်ကောင်းဆောင်ကြီးကသူ့ဆင်နေရောနေတယ်ဘာဖြစ်တာလဲဆိုတော့သိတဲ့အခါမှာသူစုံစမ်းမလို့တရက်တော့သူနောက်ဆုံးမှလာတာနောက်ဆုံးမှလာတော့သူမတင်ငါတာအဲ့ဒီသင်္ကန်းခြုံထားတဲ့လူမတင်ငါဘူးပေါ့အဲ့တော့သူကတတိနဲ့လာတဲ့အခါကျတော့ခေါင်းဆောင်ဆင်ကြီးကနောက်ဆုံးမှလာတော့သူ့ကိုလှမ်းနဲ့ထိုးဖို့ကြိုးစားတဲ့အခါဆင်ကြီးရဲ့လေမပန်းနာဆိုတာသူကရှောင်လိုက်တယ်လှမ်းပစ်လိုက်တဲ့လမ်းကိုသူကရှောင်လိုက်နိုင်တယ်အဲ့ဒီကြတော့ဒီမုတ်ဆိုးရဲ့လောက်ရပေါ်လာတယ်ပေါ့နော်ပိစိကဗုဒ္ဓသင်္ကန်းဝုတ်ပြီးတော့သူကဆင်တွေကိုတတ်တာအဲ့ဒါလို့လှုပ်တဲ့အလုပ်ကမကောင်းတဲ့အလုပ်ဝတ်ထတာကသူတော်စင်အဝတ်ဆိုတော့အဝတ်နဲ့လောက်ရကအမတန်မှကိုယ်ရချမ်းသာနေတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတိစ္ဆလံကိုပြောပြီးတော့ဒီဝဒဟာအခုလည်းသူမတော်တဲ့မဝတ်တဲ့အဝတ်ကိုဝတ်တယ်ရှေးရခေတ်တုန်းကလည်းပဲပိစိကဗုဒ္ဓတွေအဝတ်ကိုဝတ်ပြီးတော့သူစင်တတ်တဲ့အလုပ်ကိုလုပ်ခဲ့ဘူးတယ်ဆိုတာကိုထိတိသနာတော်မှာထဲသွင်းပြီးတော့မြတ်စွာဘုရားဟောခဲ့သေးတယ်နော်အေးထိတိသနာတော်ကဂျုတိကုတ်ဆိုဘုန်းကြီးတွေမဟုတ်ဘူးဂျုတိကုတ်ဝတ်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာယောဂီတွေလည်းယောဂီအလိုက်စိတ်စေရနာဖြူစင်မှုကိုယ်ကျင့်တရားကောင်းမှုနော်ယောဂီအောင်ဆောင်ပြီးတော့မဟုတ်တာမလုံးနဲ့တန်ဃာတွေလည်းတန်ဃာတွေလို့နော်သီလရှင်လည်းသီလရှင်အဝတ်နဲ့လက်လျောညီတွေနေရမှာဖြစ်တယ်အမှုတန်းအရာတန်းတွေလည်းပဲသူတို့ရဲ့အမှုတန်းအရာတန်းဂုဏ်သိက္ခာနဲ့အညီနေထိုင်ရမှာဖြစ်တယ်အဲ့ဒါမှသာလဲဆင်ရင်ထားတဲ့အဝတ်နဲ့ကိုချင်းတရားနဲ့အတွင်းအပြင်လက်လျောညီတွေဖြစ်မှာဒါကိုမြတ်စွာဘုရားသင်္ကန်းစာပေးတဲ့အနေနဲ့ဒီဓမ္မပဒဒေသနာတော်ကိုဟောခဲ့တာဖြစ်တယ်အနိကတဝောကတဝံယောဝဋ္ဌံပရိဒဟိတတိစိတ်ကိုရောင်ဆိုးတဲ့ကိလေသာတွေကင်းသူမဟုတ်ဘဲသူတော်စင်နေဝတ်တဲ့အယောင်ဆိုးထားတဲ့အဝမျိုးဝတ်မယ်ဆိုရင်မောထိုက်ဘူးတဲ့အပိတောဓမ္မသစ္စေနအနေကိုဆုံးမခြင်းမှန်သောစကားကိုဆိုခြင်းမှကင်းတဲ့မြည်သူမဆိုနတ်သောကတ္တဝမရတိအဝတ်ကိုမောထိုက်ပါဘူးဒီဖိုင်စွန်းတဲ့သူတော်စင်ဝတ်ကိုမောထိုက်ဘူးယောသဝန္တကတဝတ္တတိလေတုသုတမဟိတောဥပိတောဓမ္မသစ္စေနသဝေကတဝမရတိစိတ်ကိုအယောင်ဆိုးရတဲ့ကိလေသာအငြိကြေးတွေကိုထွေးထုတ်ပြီးဖြစ်သူကိုကျင့်သီလပေါ်မှာကောင်းစွာတည်ရှိသူနဲ့မိမိကိုမိမိအိန္ဒြေထိန်သိမ်းဆုံးမပြီးမှန်သောစကားကိုဆိုတတ်ဆိုတဲ့သူတော်ကောင်းအရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီသာလင်တကယ်ကိုသူတော်စင်အဝတ်နဲ့ထိုက်တတ်ပါတယ်လို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဟောပြောခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပဒဒေသနာမှာဓမ္မရတများကိုသိရှိမှတ်သားပြီးတော့ကြည်ကြည်ပြည့်ပြည့်နားလည်ပြီးတို့တွေဟာမှန်ကန်တဲ့အနေအထားမျိုးနဲ့စိတ်ဓာတ်ဖြူစင်မှဖြူစင်တဲ့အဝတ်ဖြူစင်တဲ့အနေအထားတို့တွေဟာတကယ်သူတော်ကောင်းအစစ်ဖြစ်အောင်ကျင့်ကြံကြိုးကုပ်အထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးသူတော်စင်ဘဝခိုင်မြဲအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း